ပြောပြပေးတော့မှာဖြစ်ပါတယ်အဓိကဘယ်လိုရှာဖွေရမလဲပေါ့နော်ဒီနေရာမှာကျွန်တော် career တစ်ခုကိုဝါသနာပါတဲ့ဟာကိုဘယ်လိုရှာဖွေမလဲဆိုတဲ့ content တစ်ခုတော့ကျွန်တော်တင်ခဲ့ပေးဘူးရပေါ့ဒါပေမဲ့ဒီမှာထပ်ပြီးတော့ဖြည့်စရာလေးတွေပေါ်လာလို့ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ content ကတော့ကျွန်တော် share ရလိုမျိုးscreen share တော့မဟုတ်ဘူးเนาะဒါကျွန်တော် podcast သဘောမျိုးတော့ဖြစ်နေမယ်ဘာလို့လဲဆိုတော့ဒီနေရာမှာကျွန်တော်အတွေ့အကြုံလေးတွေနဲ့ပါမယ်ပေါ့เนาะဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့သဘောတင်းဒီပညာရေးစနစ်ပဲပြောမလားဒါမှမဟုတ်လဲကျွန်တော်တို့ဒီ parenting ပေါ့เนาะမိဘတွေရဲ့အုပ်ချုပ်မှုပုံစံဒီပေါ့เนาะထိန်းသိမ်းမှုပုံစံပြောထောင်မှုပုံစံကြောင့်လည်းပြောမလားပေါ့เนาะဒီဘက်ခေတ်တော့မပါတော့ဘူးမြတ်ဒီဘက်ခေတ်ကတော့မိဘတော်များကတော့ခင်မီနေပြီပေါ့เนาะဆိုတော့ဒါပေမဲ့ကျွန်တော်တို့အရင်တုန်းကမိဘတွေကြတော့သူတို့တက်ဆွမ်းတလောက်ပဲသားသမီးတွေကိုပြုစုပြောထောင်ခဲ့တာဆိုတော့သူတို့မှာအမားလေးတွေရှိမယ်နောက်တစ်ခုကငကိုပညာရေးမှုရင်စနစ်ကိုကကျွန်တော်တို့အသိမကောင်းတော့ကျွန်တော်တို့လူငယ်တော်များကအသက်အရွယ်တစ်ခုရောက်သည့်တိုင်အောင်ပါပေါ့နော်ကိုဘာကိုစိတ်ဝင်စားလဲကိုဘာကိုတကယ်လှုပ်ချင်လဲဆိုတဲ့ဟာကိုမသိကြတာများရပေါ့နော်နိုင်ငံတကာမှာတော့ကျွန်တော်တို့ငငယ်တဲကပြုစုပြောထောင်တဲ့ပုံစံကမတူတော့လေကိုလှုပ်ချင်တာကိုလှုပ်ခွင့်ရတယ်ကိုလှုပ်ချင်တာကိုလှုပ်ခွင့်ရတယ်ကိုလှုပ်ချင်တဲ့ဟာကိုစောစီးသိခွင့်ရကြတယ်ပေါ့နော်ဆိုတော့ဒီမှာကကျတော့တကယ်လို့များကိုလှုပ်ချင်တဲ့ဝါသနာကိုလှုပ်ချင်တဲ့ဒီကိစ္စတစ်ခုဖြစ်လာရဲဆိုတော့မိဘရဲ့ကျွန်တော်တို့ဒီကန့်သတ်မှုတွေကြောင့်မလုံနိုင်ကြဘူးပေါ့နော်ဆိုတော့ဒီနေရာမှာဒီအသက်အရွယ်တစ်ခုထိပေါ့နော် career တစ်ခုကိုဒါမှမဟုတ်လေကိုလှုပ်ချင်တဲ့ဟာကိုကိုယ့်ရဲ့ဒီ purpose တစ်ခုကိုရှာဖွေမတွေးရှိသေးဘူးဆိုရင်တော့ဒီဗီဒီယိုလေးကနည်းနည်းလေးသင့်တော်လိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ career လည်းမဟုတ်ဘူးဒီက career တစ်ခုလည်းပြောချင်တာမဟုတ်ဘူးကျွန်တော်အလုပ်ကိုင်တစ်ခုလည်းပြောချင်တာမဟုတ်ဘူးပေါ့နော်ဝါသနာတစ်ခုတည်းလည်းပြောချင်တာမဟုတ်ဘူးအဓိကတော့ဒီကိုယ့်ရဲ့ purpose ဖြစ်ကိုလှုပ်ချင်တဲ့ဟာတစ်ခုဖြစ်ပေါ့နော်ဒီဟာကိုကျွန်တော်ရှာဖွေတွေးရှိဖို့အတွက်နည်းနဲ့တစ်ခုလေးကျွန်တော်ပြောချင်တာပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒီကိုလှုပ်ချင်တာကိုသိဖို့ဆိုရင်လေကျွန်တော်တို့ကအရင်ဆုံးပေါ့နော်ကိုဘာဝနာပါလဲကိုဘာလုပ်ချင်လဲဆိုတာကိုအရင်ဆုံးမစဉ်းစားသင့်ဘူးပေါ့နော်အဓိကဘာကိုစဉ်းစားသင့်လဲဆိုရင်ခုအကြောင်းကိုစဉ်းစားသင့်တာပေါ့နော်ကိုကဘယ်လိုလူမျိုးလဲဆိုတဲ့ဟာမျိုးကို definition ပြန်ဖွင့်သင့်တာပေါ့နော်ဒါတော့မှဒီလိုကိစ္စရေကျွန်တော်ဘာလို့ပြောနေလဲဆိုရင်ဒီလိုမျိုးအကြောင်းအရာတွေကိုသိရှိတဲ့ဒီ self awareness ကြောင့်မှကျွန်တော်တို့ဆိုရင်လေအသက်20ကျော်နောက်ပိုင်းမှာသိတာပေါ့နော်ကိုကဘယ်လိုလူမျိုးလဲဘယ်လိုလူမျိုးဖြစ်လဲဆိုတာကိုကျွန်တော်တို့ကို definition ဖွင့်လို့ရတာပေါ့နော်အဲ့တော့ဒီနေရာဒီကိစ္စကိုဒါကျွန်တော်တို့စောစောစီးရှာဖွေတွေ့ရှိထားမယ်ဆိုရင်တော့ကျွန်တော်တို့ကိုလှုပ်ချင်တဲ့ဟာကိုရှာဖွေရနည်းနည်းပိုလွယ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ self awareness ဆိုတဲ့နေရာမှာကျွန်တော်တို့နှစ်ပိုင်းရှိတာပေါ့နော်အဓိကတော့ physical ပေါ့နော် physical ကိုယ့်ရဲ့ physical ဒီခန္ဓာကိုယ်ပုံစံကဘယ်လိုရှိတယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ mental ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ attitude တွေပြီးတော့ရင်ကျွန်တော်ဒီpersonality လို့ခေါ်တဲ့ကိုယ်နဲ့ဆိုင်တဲ့ဒီအရေးအသွေးတွေပေါ့နော်ဆိုတော့အဲ့ဒီကောင်တွေကိုကျွန်တော်တို့ကဒီနည်းနည်းပါသိထားရင်တော့ပိုကောင်းတယ်ပေါ့ဒါရဲကျွန်တော်တို့ဒီ test လုပ်ကြည့်လို့ရရပေါ့နော် online မှာလည်းကျွန်တော်တို့ဒီ website တွေအများကြီးရှိတယ်အဲ့ website တွေမှာကျွန်တော်တို့ဒီ personal test တို့ပြီးတော့ရင် mental test တို့ပြီးတော့ရင်အဲ့ဒါကြီးကျွန်တော်စမ်းစစ်ကြည့်လို့physical test အဓိက physical test တော့မရှိဘူးပေါ့နော် physical ဆိုတာဘယ်လိုမျိုးလဲဆိုလိုမျိုးကျွန်တော်လည်းဆိုရင်ဥပမာဖြင့်ကျွန်တော်ဆိုရင်ပေါ့နော်မိဘတွေကအသက်ကြီးမှအသက်40လောက်နားလောက်ကြာမှကျွန်တော်မွေးခဲ့တာဆိုတော့ပြောရမယ်ဆိုရင်ဒီမိဘရဲ့ genes တွေပေါ့နော်မိဘရဲ့ကျွန်တော်တို့ဒီ genes တွေပါလာတော့ခန္ဓာကိုယ်ကပျော့တယ်ပေါ့နော်ပုံမှန်ထက်သူများထက်ဆိုင်ခန္ဓာကိုယ်ကပျော့တယ်သေးတယ်လက်တွေပါဆိုလက်သေးတယ်ပေါ့နော်ဆိုတော့ပြီးတော့ရင်အပင်မခံနိုင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ကဘလို့မှကာယနဲ့လောက်ရတဲ့အလုပ်မျိုးလုံးဝအဆင်မပြေဘူးပေါ့နော်ဘာလို့ဆိုတော့အဲ့လိုမျိုးအလုပ်တွေလုံးကြည့်ခဲ့ဘူးတယ်ပေါ့နော်ဒါပေမဲ့အရန်ပင်ပန်းတယ်ပြီးသူများထက်ပိုပြီးတော့အပင်မခံနိုင်တဲ့သဘောတရားမျိုးရှိဒီလိုမျိုးလူတွေကမွေးရပါလူတွေရှိတယ်ပေါ့နော်train လို့ရတယ်ဆိုပေမဲ့လဲသိရမလားကျွန်တော်တို့ငကိုရဲကိုက weak နေရဖြစ်တဲ့အတွက် weak တွေဆိုတာကကျွန်တော်တို့ဘယ်လိုပြောမလဲခန္ဓာကိုယ်ကသူများကြီးလောက် strong ငငယ်လေးကနှလုံးရောဂါပါလာသူရှိမယ်ငငယ်လေးကသိရမလားအယိုးပြော့တဲ့လူတွေရှိမယ်စသဖြင့်ပေါ့နော်အဲ့လိုခန္ဓာကိုယ်ဒီဆိုင်ရာကျွန်တော်တို့သူများထက်ဆိုင်ကျွန်တော်နည်းနည်းလေး weak ဖြစ်တယ်ပေါ့နော်အဲ့လိုလူမျိုးတွေဆိုရင်ဒါရကိုယ့်အကိုလက်ခံဖို့လိုတာပေါ့နော်ကျွန်တော်ဆိုလည်းအဲ့လိုပဲအဲ့လိုခန္ဓာကိုယ်အရန်သုံးပြီးတော့လုပ်ရတဲ့အလုပ်မျိုးဆိုရင်ကျွန်တော်တသိမကြိုက်ဘူးဥပမာအဖြစ်ကျွန်တော်ဒီ restaurant တစ်ခုမှာအလုပ်လုပ်ဖို့ရပေါ့နော်လုပ်ဖို့တော့အဲ့မှာစပွဲတိုးနေတယ်လောက်တာပေါ့လောက်တော့ဘာဖြစ်လဲဆိုရင်အရန်ပင်ပန်းတယ်ပေါ့နော်အရန်ပင်ပန်းတယ်တရက်ထဲနဲ့လက်လံသွားဆိုတော့အဲ့လိုမျိုးအလုံးဖြိုးလုံးဝမလုပ်ဘူးဆိုတာမျိုးဆိုနေအဲ့တော့နောက်တစ်ခုကကျ hotel အလုပ်တွေပေါ့နော် hotel အလုပ် housekeeping အလုပ်တွေအဲ့
အဲ့လို hotel လုပ်တယ်ဆိုတော့အရန်ဟိုပင်ပန်းတယ်ပေါ့နော်အရန်ပင်ပန်းတယ်ဒီအထူးသဖြင့်သူတို့ကလေခန္ဓာကိုယ်ပါသုံးရတာပေါ့နော်ခန္ဓာကိုယ်ကအုံနောက်ကိုသုံးရတာဖြစ်တဲ့အတွက်ခန္ဓာကိုယ်လည်းပိုပင်ပန်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆိုရင်တော့အဲ့လိုအမျိုးအလုပ်တွေဆိုရင်ကျွန်တော်ဆိုရင်မလုပ်နိုင်ဘူးပေါ့နော်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ physical ကဒါတတ်မှတ်လိုက်တဲ့ကျွန်တော်တို့မလုပ်ဘူးဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်ကဘာလို့ဟိုမလုပ်ဘူးဆိုတဲ့ဟာကြီးကျွန်တော်တို့ပြောရလဲဆိုရင်ကျွန်တော်တို့ကျွန်တော်ငယ်ငယ်လေးကလည်းကျွန်တော်တို့ဘာလုပ်ချင်လဲကျွန်တော်မသိကြဘူးဘာတွေလုပ်ချင်မှန်းလည်းမသိဘူးပေါ့နော်ကြီးလာတော့လည်းမသိဘူးအဲ့တော့ကျွန်တော်တို့ကကိုလုပ်ချင်တာကိုမသိဘူးဆိုရင်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကိုမလုပ်ချင်တဲ့ဟာတွေကျွန်တော်ဖယ်ထုတ်ဖို့လိုတာပေါ့နော်အဲ့တော့ကျွန်တော် physical ပြောလိုက်တယ်ဆိုရင် physical နဲ့ပတ်သက်တဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်ဖယ်ထုတ်လိုက်ပြီအဲ့တော့ခန္ဓာကိုယ်သုံးရတဲ့အလုပ်တွေဆိုတာရှိတယ်ပေါ့ဥပမာကျွန်တော် engineer အလုပ်တွေဥပမာsite engineer လို့အလုပ်တွေဒီ civil engineer လို့အလုပ်တွေဒါဆိုရင်တို့ site ထဲကိုသွားရတယ်ပြီးတော့ကျွန်တော် sales လို့အလုပ်တွေသိရမလားအဲ့ဆိုရင်ကျွန်တော် way တွေထွက်ရတယ်delivery လိုမျိုးအလုပ်တွေဆိုတော့ဒီလိုမျိုးအလုပ်တွေဆိုရင်ကျွန်တော်တို့ကလုံးဝအဆင်မပြေဘူးအဲ့တော့ကျွန်တော်ဆိုရင်ဒီလိုမျိုးအလုပ်တွေဆိုရင်ရှောင်တယ်ပေါ့နော်ဒီလိုမျိုး career တွေဆိုရှောင်တယ်ဒီလိုမျိုးကျွန်တော်တို့ဝါသနာတွေဆိုကျွန်တော်မလုပ်ဘူးဟိုအဓိကအဖြစ်လှုပ်ချင်တယ်ဆိုရင်တော့မှခန္ဓာကိုယ်ကမရဘူးပေါ့နော်အဲ့လိုဖြစ်နေတာပေါ့နော်အဲ့နောက်တစ်ခုက mental ပေါ့အဲ့တော့ mental ဆိုတော့ mental ကဘယ်လိုမျိုးလဲဆိုတော့စိတ်ပိုင်းဆိုင်ရာအရာဒီကိုယ့်ရဲ့စိတ်ထဲမှာဒီအလုပ်ကိုတော့ငါနဲ့မကိုက်ဘူးဆိုရဲခံစားချက်မျိုးတချို့ဟာမျိုးသိနေရမျိုးဖြစ်တယ်ပေါ့နော်ဥပမာဖြင့်ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့ဒါတွေကဒီသင်တန်းတွေပါရင်ညာတက်ပြီးတော့လည်းသိနိုင်တယ်ပေါ့နော်ဥပမာကျွန်တော်ဆိုရင်ဒီ finance ဒီက finance ဆိုတာ accounting ပေါ့နော်ဆိုတော့ accounting ဆိုရင်ကျွန်တော်ဆိုရင်ဟိုမလုပ်ချင်ဘူးဒါစိတ်ပိုင်းဆိုင်ရာအရာမလုပ်ချင်တာဘာလို့လဲဆိုရင်ကျွန်တော် accounting ဟိုကျွန်တော်သင်ဘူးတယ်ပေါ့နော်သင်ဘူးတယ်သင်တန်းမှာသင်ဘူးတယ်အဲ့တော့ accounting သင်ဘူးတော့ accounting ရဲ့သဘောတဘာဝတွေသူ့ရဲ့ function တွေသူ့ရဲ့ဒီ tax and duty တွေပေါ့နော် accountant တယောက်ကဘာတွေလုပ်ရမလဲဆိုတဲ့ဟာတွေကျွန်တော်သိသွားဖြစ်တဲ့အတွက်သူ့ရဲ့ responsibility သိသွားဖြစ်တဲ့အတွက်ကျွန်တော်ဒီလိုမျိုးကိန်းကနန်းတွေကိုလို့ကြည့်ပြီးတော့နေ့စဉ်သိရမလားဒီအဝင်အထွက်ကနန်းတွေကြီးပဲအလုပ်လုပ်နေရတဲ့အလုပ်မျိုးကျွန်တော်ကလုံးဝမဖြစ်ချင်ဘူးမလုပ်ချင်တာပေါ့နော်ဟိုဒီ accountant အလုပ်ကကောင်းချင်းဆိုးချင်းကိုကျွန်တော်ဝေဖန်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာအရာကိုတောင်းဆိုမှုအရာကိုဒီလိုမျိုးအလုပ်တွေကိုမလုပ်ချင်တာဆိုတော့အဲ့လိုမျိုးပေါ့နော်ဆိုတော့နောက်တစ်ခါကျတော့ဗာလဲဆိုတော့ဒီ customer service ပိုင်းဆိုင်ရာအရာပေါ့နော်ဥပမာပဲကျွန်တော်ဆိုရင်ဒီ mass customer service လို့ခေါ်တဲ့ဒီ customer အများကြီးနဲ့ကျွန်တော်တို့ dealing လုပ်ရတဲ့အလုပ်မျိုးဆိုကျွန်တော်မလုပ်ချင်ဘူးဥပမာဖြင့် sales တီးတဲ့အပိုင်းတွေ customer service အပိုင်းတွေဒါပေမဲ့ကျွန်တော်လုပ်ခဲ့ဘူးတယ်ပေါ့နော် customer service လုပ်ခဲ့ဘူးတယ်လက်ရှိလဲကျွန်တော် client အနေနဲ့ deal လုပ်ရတယ်client အနေနဲ့ deal လုပ်ရတယ်ဆွေးနွေးရတယ်ဒါပေမဲ့အဲ့လိုမျိုးကျွန်တော်တို့ one by one ဒါမှမဟုတ်လဲကျွန်တော်တို့ဟိုဘက်က3-4ယောက်လားအဲ့လောက်ကကျွန်တော်တို့သိပြဿနာမရှိဘူးဒါပေမဲ့တနေ့လုံးကြီး customer deal လုပ်နေရမယ်ဆိုတော့ကျွန်တော်တို့အဆင်မပြေဘူးဒါကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာအရာဒါတောင်းဆိုမှုရာကျွန်တော်မလုပ်ချင်တဲ့အလုပ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကိုမလုပ်ချင်တဲ့အလုပ်တွေကိုမလုပ်ချင်တဲ့ဟိုကိစ္စတွေကိုမလုပ်ချင်တဲ့ဟာတွေကိုဖယ်ထုတ်ရင်နောက်ပိုင်းကျရင်ကိုနဲ့ကိုက်ညီတဲ့ဟာတွေကျွန်တော်တို့တွေ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ခုနကရှေ့မှာပြောခဲ့သလိုပဲဒီ personality test တွေဟိုကိုစစ်ပြီးသွားတဲ့အချိန်ကျရင်ကျွန်တော်တို့ကကိုကဘယ်လိုလူမျိုးလဲဆိုတော့သူကသတ်မှတ်ပေးလိုက်မယ်ဒါပေမဲ့အဲ့ဒါ 100% ယုံကြည်ခိုင်းတာမျိုးတော့မဟုတ်ဘူးပေါ့ဒါပေမဲ့အထိုက်အလျောက်တော့ကျွန်တော်တို့ apply လုပ်လို့ရတယ်အဲ့တော့ကိုကဘယ်လိုလူမျိုးလဲဆိုတော့ကျွန်တော်တို့ကစမ်းစစ်ဖို့လိုတယ်အဲ့တော့ကျွန်တော်ဆိုရင် personality test အရာကျွန်တော်ဆိုရင် logical အရန်ဖြစ်တယ် logical အရန်ဖြစ်တယ်ဆိုတာက logically thinking တမပေါ့နော်ဆိုလို့ကျွန်တော်က emotion သိမ့်မရှိဘူး emotion သိမ့်မရှိဘူးဆိုတာအဲ့လိုပြောတော့လည်းလူမဟုတ်ဘူး emotion မရှိဘူးဆိုတာတမျိုးကြီးဖြစ်ပေါ့နော်အဲ့တော့ emotion ရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဖြတ်တန်းတဲ့ပုံစံကျွန်တော်ဒီ solution တွေ problem တွေဟိုဒီအခက်ခဲတွေကိုကြော်ဖြတ်တဲ့ပုံစံက logically ပဲစဉ်းစားတယ်ဥပမာပစ္စည်းတစ်ခုဝယ်မယ်ဆိုရင်ဒီပစ္စည်းကငါတကယ်လိုချင်လားမလိုချင်ဘူးလားဆိုတာထက်ကိုယ့်အတွက်အသုံးဝင်လားမဝင်လားဆိုတဲ့ဟာမျိုးကိုပို့ပြီးတော့စဉ်းစားတယ်အဲ့တော့ logical သမားတွေအဲ့လိုပဲဥပမာပစ္စည်းတစ်ခုလိုချင်တယ်ဖက်နှက်တရံဝယ်ချင်တယ်ဆိုပါစို့ဒီဖက်နှက်တရံကိုဝယ်ခြင်းလို့ဆိုတာတော့100ဝယ်ခြင်းလို့ဆိုတဲ့ဟာမျိုးတော့ပါလိမ့်မယ် personality တစ်ခုဒါပေမဲ့ဒီဖက်နှက်ကငါတို့တကယ်ကိုလိုအပ်ရလားဒီဖက်နှက်ဝယ်လိုက်ရင်ငါဘာဖြစ်မှာလဲဆိုတဲ့ကိစ္စတွေပေါ့နော်အဲ့လိုမျိုးဟာ logically thinking သမားပေါ့နော်အများနဲ့ကျွန်တော် logic ကိစ္စတစ်ခုဆိုရင်ဘာပဲလုပ် logic thinking လုပ်တယ်ပေါ့နော် emotion မပါဘူးမဟုတ်ပါဒါပေမဲ့များသောအားဖြင့် percent တော်များက logical thinking များတယ်ပေါ့နော်အဲ့တော့ logic ဖြစ်တယ်နောက်တစ်ခုကကျတော့ introvert ဖြစ်တယ်လူရင်းနဲ့အဲ့လိုမျိုးအပေါင်းအသင်းဆက်ဆံအများကြီးသိမလုပ်ချင်ဘူးဒါပေမဲ့ကိုယ်နဲ့ဟိုရင်းနှီးတဲ့သူဆိုရင်တော့ဒီ comfort ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့သတ်မှတ်ဟိုပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ creative နည်းနည်းပါးကျွန်တော်
သုံးရတဲ့အလုပ်မျိုးတွေဆိုကျွန်တော်တို့အဆင်ပြေဥပမာဖြင့်စာရေးတဲ့အပိုင်းတွေ writing ပိုင်းတွေနောက်တစ်ခါအလုပ် drawing ပုံဆွဲတဲ့အပိုင်းတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးအလုပ်တွေဆိုအဲ့တော့ဒီနေ့မှာကျွန်တော်ဆိုရင် logic ဖြစ်တယ် creative endeavor ဖြစ်တယ်ပြီးတော့ကျွန်တော်တို့ introvert ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့သိသွားပြီပေါ့နော်ကိုယ့်ရဲ့အကြောင်းကိုဆိုတော့အဲ့တော့အကြမ်းမြင်သိသွားပြီပေါ့နော်အဲ့တော့ဒီမှာ personal test တွေ like စစ်ကြည့်လို့ရတယ်အဲ့တော့ personal test တွေကို၄-၅ ခုလောက် like စစ်ကြည့်ပြီးတော့မှသူတို့ကအဲ့မှာဘာလုပ်ပေးလဲဆိုရင်ကိုယ်နဲ့ကိုက်ညီတဲ့ဒီဟို suggestion ကိုလုပ်ပေးတယ်ပေါ့နော်suggestion ကိုအလုပ်ကိုင်နေသူတို့ကပြောပြရမျိုးကျွန်တော်တစ်ခါကျရင်ရှိတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာအဲ့ suggestion လုပ်ပေးတဲ့ဥစ္စာတွေကို list လုပ်လိုက်ပြီးရင်ကျွန်တော်တို့အဲ့ထဲမှာကိုဘာကိုစိတ်ဝင်စားလဲဆိုတဲ့ဟာမျိုးနဲ့ပြန်ပြီးတော့တိုင်းတာကြည့်ပေါ့နော်ပြီးသွားရင်တော့အဲ့ဒါလေးကိုကျွန်တော်လုပ်ကြည့်နောက်တစ်ခုကကျွန်တော်တို့ဒီကိုယ့်ရဲ့ personality ပုံမူတည်ရတာ text လုပ်တဲ့အပိုင်းပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီ taste လုပ်ကြည့်ဖို့လိုတယ် taste လုပ်ကြည့်ဖို့လိုတယ်ဆိုတာကငါကကိုဝါသနာပါတဲ့အရာကိုမသိဘူးကိုလှုပ်ချင်တဲ့ဟာကိုမသိဘူးကိုလှုပ်ချင်တဲ့ purpose ကိုမသိဘူးဆိုတာဟာမျိုးကြီးကမသိဘူးလို့ထိုင် on နေပြီးတော့ထိုင်နေမဲ့အစားပေါ့နော်ထိုင်နေ on နေလို့လည်းဘယ်သူမှတော့နင်ဒါလို့ဆိုပြီးတော့လာပြောလို့မရဘူးเนาะဆိုတော့အဲ့ဒါကကိုဝါသနာပါတဲ့ဟာဖြစ်ချင်မှဖြစ်တာပေါ့နော်အဲ့တော့အဲ့လိုမျိုးပြောလို့မရတာဖြစ်တဲ့အတွက်ကျွန်တော်တို့က taste လိုက်လုပ်ကြည့်ဖို့လိုတယ်အများတန်းကျွန်တော်တို့ဘာလို့လုပ်ကြည့်လို့ရရဆိုရင်ကျွန်တော်တို့အရင်ဆုံးကျွန်တော်နဲ့နီးစပ်ရလူတွေကိုမေးကြည့်လို့ရတယ်ဥပမာကိုကအကောင့်တန့်အလုပ်ကိုမသိဘူးဆိုရင်ကိုပတ်ဝန်းကျင်မှာအကောင့်တင်းသမားတယောက်ရှိလားအဲ့ရှင်သူ့မေးကြည့်ပေါ့သူ့ရဲ့အလုပ်တွေကဘယ်လိုမျိုးလုပ်ရလဲသူလုပ်ရတာခက်လားလွယ်လားသူ့ရဲ့နေ့စဉ်ဘဝကဘယ်လိုမျိုးလဲဆိုရင်ဟာမျိုးကျွန်တော်မေးကြည့်လို့ရတယ်ဒါကိုနီနာပတ်ဝန်းကျင်မှာရှိတဲ့သူတွေမေးကြည့်လို့ရတယ်ပေါ့နော်ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ဒီစာဖတ်လို့ရတယ်နောက်တစ်ခုကကျွန်တော်ဒီဗီဒီယိုတွေကြည့်လို့ရတယ် YouTube တို့ပြီးတော့ TikTok တို့အဲ့လိုမျိုးဟာတွေမှာကျွန်တော်တို့ကတခြားသူတွေတခြားအလုပ်လုပ်နေတဲ့ခါကျရင်ဘယ်လိုမျိုးသူ့ရဲ့ lifestyle ကဘယ်လိုရှိလဲဆိုတာကိုကျွန်တော်တို့ကဆုံးဖြတ်လို့ရတယ်ပေါ့နော်ဒါနှစ်အချက်ပေါ့နော်နံပါတ်3ချက်ကတော့ကျွန်တော်တို့ဒီသင်တန်းတွေတက်ကြည့်လို့ရတယ်ဥပမာကိုက business management တက်တယ်ဆိုပါတော့ business management ဆိုအကုန်သင်တာလေနော် marketing သင်မယ် finance သင်မယ် HR သင်မယ် operation သင်မယ် organization behavior စသဖြင့်ပေါ့နော်သူ့မှာsubject ပေါင်းများစွာရှိတယ်အဲ့ subject ပေါင်းများစွာထဲမှာကိုဘာကိုစိတ်ဝင်စားလဲကိုဘာကိုစိတ်ဝင်စားလဲဆိုတာကသင်ယုံနဲ့သိတယ်ဆိုတော့အဲ့တော့သင်တန်းတက်ကြည့်လို့ရတယ်အဲ့တော့ကျွန်တော်ဘာလို့ကျွန်တော်တို့ဘေးကိုမေးကြည့်ပါလို့အရင်ဆုံးပြောလဲဆိုရင်သင်တန်းတက်တဲ့ပတ်စံကုန်တယ်ပေါ့နော်အဲ့တော့သင်တန်းတက်ကြည့်တဲ့ခါကျရင်ပတ်စံမကုန်အောင်လို့ကျွန်တော်အဓိကအားဖြင့် online သင်တန်းတက်ကြည့်ပေါ့နော် online သင်တန်းတက်ကြည့် online သင်တန်းတွေ like တက်ကြည့်လို့ကြာရင်လည်းကျွန်တော်တို့ဘယ်ဟာကကိုယ့်အတွက်အဆင်ပြေလဲမပြေဘူးဆိုတာသိပါမယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကိုယ်တိုင် experience လုပ်ကြည့်ပါနော် experience လုပ်ကြည့်ရဆိုတာကကိုယ်တိုင်စမ်းသပ်ကြည့်တာပေါ့ဥပမာတခါကျတော့လည်းကျွန်တော်တို့ကကိုယ်သင်အောင်နဲ့မသိတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ experiment လုပ်ကြည့်တဲ့ခါကျရင်တော့သိသွားလိမ့်မယ်အဲ့တော့ကျွန်တော်ဆိုအလုပ်ပေါင်းစုံလုပ်ကြည့်ဘူးတယ်အဲ့တော့ဖြစ်နိုင်မယ်ဆိုရင်တော့ volunteer တွေပြီးသွားရင် internship တွေပြီးသွားရင်ကျွန်တော်တို့ရုပ်စွာအဆုံးပေါ့နော်ဒီအမေကဆိုင်ဖွင့်ထားရဆိုအမေဆိုင်ကူတာတွေအဖေကကုမ္ပဏီလုပ်တယ်ဆိုရင်ကုမ္ပဏီအဖေအလုပ်တွေကူညီပေးတာမျိုးတွေဆိုတော့ဒါဖြင့်ဆိုင်နေဖို့မဟုတ်ဘဲနဲ့ရှိသမျှအလုပ်တွေအကုန်လုံး line လုပ်ကြည့်ဖို့လိုတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကိုဘာကိုစိတ်ဝင်စားလဲကိုဘာကိုစိတ်ဝင်စားလဲဆိုတာသိသွားမှာပေါ့ဆိုတော့အဲ့တော့ဒီနေရာမှာကျွန်တော်တို့နောက်တစ်ခုကကျတော့ကျွန်တော်တို့လေ 100% passion ဖြစ်ဖို့ကလည်းကျွန်တော်တို့ကမဖြစ်နိုင်ဘူးပေါ့နော်။ဆိုလိုချင်တာကကျွန်တော်ဆို digital marketing အလုပ်ကို 100% ကျွန်တော်တို့ passion ဖြစ်လို့ဝါသနာပါတော့လုပ်ခဲ့တာမဟုတ်ဘူး။အဓိကကျွန်တော်လည်းခလုတ်တိုက်ပြီးတော့ digital marketing field ရောက်လာတာပေါ့နော်။ခလုတ်တိုက်ပြီးဒီများလေးလုံရင်းနဲ့မှအလုပ်ကြိုက်လာပြီးတော့ဒါဒီထဲမှာပဲဆက်ပြီးတော့လုပ်ဖြစ်သွားတာပေါ့နော်။အဲ့တော့တကယ်ဝါသနာပါတဲ့အလုပ်လားလို့မေးတဲ့အခါကျရင်တော့ဖြေဖို့က yes or no အပြည့်အဝဖြေဖို့ကတိတ်မှအဖြေမရှိဘူးပေါ့နော်အရန်ဝါသနာပေါင်းလုပ်ခဲ့တာမျိုးလည်းမဟုတ်သလိုကျွန်တော်တို့ဝါသနာမပါဘူးလို့လည်းပြောလို့မရဝါသနာမပါဘူးလို့ပြောရင်ကျတော့ကျွန်တော်တို့လက်ရှိဆိုကျွန်တော်9နှစ်10နှစ်လောက်ရှိပြီလုပ်နေတာဆိုတော့ဝါသနာမပါဘူးဆိုရင်ကျွန်တော်တို့အဲ့လောက်ထိလုပ်ဖို့မခက်တယ်လေနော်ဆိုတော့အဲ့တော့ဝါသနာပါရလို့လည်းပြောလို့မရဘူးဝါသနာမပါအဲ့တော့ဒီကအားဖြင့်ကိုကဒါလေးကိုစိတ်ဝင်စားပြီဆိုရင်ပေါ့နော်စိတ်ဝင်စားတယ်ဆိုရင် feeling တစ်ခုရပြီဆိုရင်လုံလောက်ပြီငါဒါရုပ်တကယ်လုပ်ချင်မှအဲ့လိုမျိုးတကယ် passion ရှိမှအဲ့လိုမျိုးလူတွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒါတွေကရှားတယ်ပေါ့နော်တငယ်ချင်းတွေမှာလည်းကျွန်တော်တငယ်ချင်းတွေမှာလည်းရှိတယ်ဒါသူတို့ကဒါကိုစောစောမဲမဲလုပ်ချင်တယ်ဆိုရဲ feeling သူတို့ကငနကိုတွေကရှိထားပြီးသားအဲ့လိုမျိုးလူတွေကတော့တိတ်ပြဿနာမရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လူgeneral သမားရေပေါ့နော်ဟိုလဲပါတယ်လို့ဒီလဲရတယ်လို့ဟိုကလည်းလုပ်ချင်တယ်လို့ဒါလည်းလုပ်ချင်တယ်လို့အဲ့လိုမျိုးလူတွေကြတော့ကျွန်တော်တို့ကကိုကဒါကိုတကယ်စိတ်ဝင်စားဒါမျိုးကိုလိုက်ရှာနာမျိုးမဟုတ်ဘဲနဲ့ငါဒါလေးကိုလုပ်ကြည့်ပါမလားလုပ်ကြည့်လိုက်ရင်ကောင်းမလားဆိုတော့အတွေးလေးတစ်ခုဝင်ရင်ရပြီဆိုတော့အဲ့အတွေးလေးတစ်ခုဝင်သွားပြီဆိုရင်ကျွန်တော်တို့ကအဲ့အလုပ်ကိုကျွန်တော်တို့ကတလားနှစ်လားလောက်စမ်းပြီးတော့လုပ်ကြည့်လေ့လာကြည့်ကျွန်တော်လိုက်ကြည့်လိုက်မေးကြည့်ဒါအောင်မှကိုက
စိတ်ဝင်စားနေသေးတယ်ဆိုရင်တော့ဒါကိုဆက်ပြီးတော့လုပ်လို့ရရပေါ့နော်ဆိုတော့ဒါကကျွန်တော်တချို့လူတွေကြတော့လေကျွန်တော်တို့ဘာလို့လှုပ်ချင်လဲဘာလို့မလှုပ်ချင်ဘူးလဲဆိုတော့မသိနေရမျိုးဖြစ်တယ်ပေါ့နော်ဟိုလဲပါတယ်လို့ဒီကလဲအတူကတော့ဟိုဆက်ဆက်ပေါ့နော်ကျွန်တော်တို့လူမျိုးတွေပေါ့နော်ဟိုဆက်ဆက်ဟိုလဲလှုပ်ချင်လို့ဒါလဲလှုပ်ချင်တယ်ဟိုကလဲဝါသနာပါလို့ဒါလဲဝါသနာပါလို့ကျွန်တော်ဆိုလဲအဲ့လိုပဲဒီ marketing ဝါသနာပါတယ်လို့ AI ပဲဝါသနာပါတယ်လို့ ID ပဲဝါသနာပါတယ်လို့ business ပဲဝါသနာပါတယ်လို့ဟိုလိုဒီလိုနဲ့အကုန်လှုပ်ချင်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးလူတွေတက်ကတော့ကျွန်တော်တို့ကအဲ့လို taste တိုင်းလုပ်ကြည့်ဖို့လိုရယ်ပြီးသွားရင်အဲ့လိုငါဒါလေးကိုစိတ်ဝင်စားပါလားဆိုရဲ feeling လေးတစ်ခုလောက်ရရင်ကျွန်တော်တို့စပြီးတော့လုပ်လို့ရပြီပေါ့နော်အဲ့တော့ဒါလေးကတော့ကျွန်တော်တို့ဟိုတောင်စီပေါ့နော်ဟိုတောင်ပြောမြောက်ပြောကျွန်တော်တို့ဟိုဟာလေးပေါ့နော် podcast လေးပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်တကယ်လို့များမေးကြိုင်မှရှိတယ်ဆိုရင်တော့တစ်ချက်မေးခဲလို့ရပါတယ်ကျေးဇူးတင်ပါတယ်